အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ဒီလိုနွေရာသီနဲ့အရက်ကိုလက်ဖက်တဲ့ကျော်တို့ဒဝဲဒေတာရဲ့ပတ်ဝဲတဲ့ဘီလွန်ဒီလေးကိုဝေမျှပေးချင်ပါတယ်ခင်ဗျာအေးငွေလေးကိုမှအရသာအရင်ရှိပြီးတော့လိုရတာလည်းအရင်လွယ်ကူတာမို့ကျော်နဲ့တူလက်ကြည့်ကြအောင်ပါခင်ဗျာအဓိကပါဝဲတာကတော့တောက်ကူစိတ်အုံတို့တကြားစာဒီလိုပါပဲခင်ဗျာဘာလို့မှဆိုနေနဲ့ရေနိုးစီပူနေလေးပူကိုအရင်တဲပေးပါမယ်ကဲဒီလိုယေစုလာပြီဆိုရင်တာကူစိတ်ကိုနိုးစီပူနဲ့တပူနဲ့တဝဲထည့်ချိုးပေးပါမယ်ခင်ဗျာတာကူကိုကြိုတဲ့အခါမှာမခဲသွားအောင်ဒီလိုဖြည်းဖြည်းလေးငွေပေးရပါမယ်ခင်ဗျာဒီလိုပြေးလာတဲ့ချိန်မှာရေလေးလိုနေသေးတာကြောင့်နောက်ထပ်ရေတပူထည့်ထည့်ပါတယ်ကဲဒီလိုပြပြလေးဖြည်းလာပြီဆိုရင်အရသာတွဲစာနဲ့ငယ်တကြားကိုကထမင်းစားစောနဲ့တုံစောထည့်ပေးပါတယ်ခင်ဗျာပြီးတော့ရေလိုခတ်ပြီးပြပြလေးဖြည့်တဲ့ထိချိုးပေးရပါမယ်ကဲဒီလိုတောက်ကူလေးကလောဝပြပြလေးဖြည့်နေပြီဆိုရင်ရပါပြီခင်ဗျာပြီးတော့ကျွန်တော်ကတောက်ကူလေးတွေကိုခွဲလေးတစ်ခုနဲ့ခွဲထည့်ထားပါတယ်ခင်ဗျာပို့ပြီးတော့စားချစ်စခွဲလေးဖြည့်အောင်အယုတ်လေးထည့်ပါမယ်ခင်ဗျာဘာလို့မှဆိုပန်းရုပ်လေးလုပ်ပါမယ်ကျွန်တော်အယုတ်ကိုထည့်တဲ့အခါမှာနည်းနည်းလေးထည့်ပေးရပါပြီခင်ဗျာကဲဒီလိုအယုတ်လေးတွေတမသွားပြီဆိုရင်ရပါပြီခင်ဗျာပြီးကျွန်တော်ကအစိမ်းရုပ်လေးနဲ့အဝါရုပ်လေးလည်းထည့်ထားပါတယ်ခင်ဗျာကဲဒီလိုအယုတ်ထည့်ပြီးပြီဆိုရင်လောကအေးတဲ့ထိအေးကန်ထားရပါမယ်ခင်ဗျာပြီးကျွန်တော်အုံနိုးကိုကြိုပါမယ်အုံနိုးကိုက900မီလီတပူတုပ်ထားပါတယ်အရသာအတွက်ကစာနဲ့ငယ်တကြားကိုကထမင်းစားစောနဲ့တုံစောပို့ပြီးတော့ငွေအောင်ဆောင်းငွေရဲ့လေးကိုလည်းထည့်ချိုးပေးထားပါတယ်ခင်ဗျာကျွန်တော်တို့မီအေးလေးနဲ့အုံနိုးလေးတွေပွက်ပြီးတော့ဆူလာတဲ့ထိကြိုပေးရပါမယ်ခင်ဗျာကျွန်တော်တို့အခြေချကြီးတော့ကြိုးစားမလို့ပါဘူးကျွန်တော်တို့ဒီလိုလေးပွက်လာပြီဆိုရင်ရပါပြီခင်ဗျာကဲတောက်ကူလေးတွေလည်းလိုဝအေးသွားပါပြီခင်ဗျာကဲဒါဆိုရင်ဒါလေးနဲ့ဘေးဘက်ပက်လေးကိုဒီလိုထိုးပြီးတော့ခွာပေးပါမယ်ကျွန်တော်တို့ခွာတဲ့ဒါမှာစီလေးတုတ်ထားပေးရင်ခွာတဲ့ကပို့ပြီးတော့လွယ်ကူစေပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့တောက်ကူလေးတွေကိုအတူတူလေးတွေလီတာပေးပါမယ်အရွယ်စားကိုကိုစိတ်ကြိုက်လီလို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်တောက်ကူတိုးလေးတွေကိုရပါပြီခင်ဗျာပြီးတော့ခွဲတက်ကိုလှီထားတဲ့တောက်ကူလေးတွေထည့်ပေးပါမယ်ပြီးရင်ရေခဲလေးတွေကိုထည့်ပေးပါမယ်ပြီးတော့ကျူထားတဲ့အုံနူလေးတွေကိုအပေါ်ကနေလောက်ချပေးလိုက်ပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ချိုချိုငွေငွေအေးအေးလေးကိုမှဒီလိုနေရာသီးနဲ့အရက်ကိုလက်ဖက်တဲ့ကျတို့ဒဝဲဒေတာရဲ့ပတ်ဝဲတွေလေးကိုရရှိပါပြီခင်ဗျာကဲစားကြပါခင်ဗျာကောင်းတယ်ဗျကျတို့အရသာလေးချွတ်ချွတ်ငွေလေးကိုမှအေးအေးလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုနွေရာသီမှာချွေးထွက်မြပြီးတော့ပေါ့နော်ခန္ဓာကိုယ်ကနွမ်းပြီးတော့နေလို့မကောင်းတဲ့ချိန်မှာဆိုရင်ဒီလိုပန်ကွားတဲ့အေးအေးချွတ်ချွတ်ငွေလေးကိုတောက်လိုက်ရည်လေလိုဝကိုလန့်ဆန်းပြီးတော့နေလို့ကောင်းသွားပါတယ်ခင်ဗျာခေါ်လို့Kenapa? Kể đa số bao quát đầy lý của trên lý trái email của lục sao lưu ya bà đề kịp giá alo chơi tụ bà đề kịp giá bye bà kịp giá